မင်္ဂလာပါဒီမှာညီမလေးကအတွက်ကိုဘယ်လိုပြောလဲအကူဥပမာဘာအတွက်လဲဘယ်သူအတွက်လဲဆိုပြီးတော့မိထားပါတယ်ဆိုတော့အတွက်ကိုကျွန်တော်တို့ထိုင်းလိုအခြေအနေပေါ်မူတည်ပြီးတော့နှစ်မျိုးပြောလို့ရပါတယ်ဟုတ်ကဲ့ပါပထမတစ်ခုကsamrapသူကလူတစ်ယောက်အရာတစ်ခုရဲ့ရည်ရွယ်ချက်အကျိုးခံစားသူကိုပြောတဲ့အခါမှာတောင်းပါတယ်ဥပမာဘာအတွက်လဲsamrapอะไรဘယ်သူအတွက်လဲsamrapใครဒါကမင်းအတွက်อันนี้samrapคนဒါကငါအတွက်อันนี้samrapผมကဲနောက်တစ်ခုကကြတော့เพื่อဆိုတဲ့အဓိပ္ပာယ်ကအတွက်စေဖို့ရအတွက်သူကတူတလူလူလဲနည်းနည်းလေးကွဲတယ်နော်ဥပမာအနေနဲ့ကျွန်တော်ပြောပြမယ်เพื่อทำงานအလုပ်လုပ်ဖို့ရအတွက်เพื่อหาเงินပတ်စံရှာဖို့ရအတွက်เพื่อเรียนรู้လေ့လာဖို့ရအတွက်เพื่อဆိုတာကစေဖို့ရအတွက်ဆိုပြီးတော့အဓိပ္ပာယ်ရပြီးတော့samrapဆိုတာကခုနကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲတူတယောက်ရဲ့ကိုရေးကိုတာအဲ့လိုပေါ့နော်အကျိုးခံစားသူမျိုးအကုန်လုံးမှာသုံးပါ